အမျိုးသားအများစုရှောင်လွှဲနေကြတဲ့အမှန်တရားအကြောင်းကျွန်တော်ပြောပြသွားမှာပါသူတို့ကိုသူတို့နှစ်သိမ့်နေကြတဲ့ပုံစံမျိုးမဟုတ်ဘူးစိတ်ကူးရင်အိမ်မက်တွေလည်းမဟုတ်ဘူးဒါဟာလက်တွေ့ဘဝပဲနောက်ဆုံးအချက်ကတော့အရာအားလုံးကိုပြောင်းလဲပေးလိမ့်မယ်ဘာလို့လဲဆိုတော့ဒါကိုသင်ရှင်းရှင်းလင်းလင်းမြင်သွားတဲ့အခါတစ်ဖက်လူနောက်ကိုလိုက်နေတာတွေတောင်းပန်တိုးရှိုးနေတာတွေနဲ့မထိုက်တန်တဲ့အမျိုးသမီးတယောက်အတွက်လုံလောက်တဲ့သူဖြစ်အောင်ကြိုးစားရင်ဘဝကိုအလဟတ်တာဖြုံးတီးနေတာတွေကိုရပ်တန့်သွားစေမှာမို့လို့ပါကဲစလိုက်ကြရအောင်ရုပ်ရည်တွင်ပြင်သူမကတင်းရဲ့စိတ်တက်တွေစီကန်းရှိမှုတွေစေတနာတွေကိုမသိခင်မှာတင့်ကိုအရင်မြင်တာပါတင်းမျက်နှာတင့်ရဲ့ကိုယ်ဟန်အနေထားတင့်ခန္ဓာကိုယ်တင့်ရဲ့ပြင်ဆင်ချေတာမှုတင့်ရဲ့စွမ်းအင်နဲ့မျက်လုံးတွေစက္ကန့်ပိုင်းအတွင်းမှာပဲဘာစကားမှမပြောရသေးခင်သူမရဲ့စိတ်ထဲမှာတင့်အကြောင်းပုံပြင်တစ်ပုတ်ဖန်တီးလိုက်ပြီအမျိုးသားအများစုကဒါကိုကြားရင်ပြရခတ်သွားတတ်ကြတယ်ငါကရုပ်မချောရင်အကုန်ပြီးပြီပေါ့ဟုတ်လားဆိုပြီးတော့ပေါ့မဟုတ်ပါဘူးဒါဘာလို့လဲတယောက်ကခေါင်းမော့ရင်ကော့ရက်နေပြီနောက်တစ်ယောက်ကတော့ကိုဟန်ပြတ်နေလို့ပါတယောက်ကတီးငိမ့်နေပြီနောက်တစ်ယောက်ကလမ်းပြောင်နေတယ်လို့ဖြစ်နေလို့ပါတယောက်ကရည်ရွယ်ချက်ရှိရှိလှုပ်ရှားနေပြီနောက်တစ်ယောက်ကဘဝရဲ့ဆွဲခေါ်ရနောက်ပါနေလို့ပါဒါကိုအမျိုးသမီးတွေကချက်ချင်းတတိထားမိတယ်အမျိုးသားအများစုဟာရုပ်ဆိုးနေတာမဟုတ်ပဲကိုပြစ်ထားကြတာပါခန္ဓာကိုယ်ကိုပြစ်ထားတယ်ပြင်ဆင်မှုကိုပြစ်ထားတယ်စွမ်းအင်နဲ့ယုံကြည်မှုကိုပြစ်ထားတယ်ပြီးရင်အမျိုးသမီးတွေကိုအဖြစ်တင်ကြတယ်မဟုတ်ဘူးမှန်တဲ့ကကိုအရင်ကြည့်ပါလေ့ကျင့်ခန်းလုပ်ပါကိုဟန်အနေထားကိုပြင်ပါဝစ်စားစင်ရင်မှုကိုမြင့်တင်ပါမျက်နှာကိုဂယုစိုက်ပါအနက်အသက်ကောင်းပါစေရည်ရွယ်ချက်ရှိရှိလှုပ်ရှားပါစကားကိုရှင်းရှင်းလင်းလင်းပြောပါသူတစ်ပါးရဲ့အတိအမှတ်ပြုမှုကိုလိုက်တောင်းခံနေတဲ့ပုံစံမျိုးမဖြစ်ပါစေနဲ့ဘာလို့လဲဆိုတော့ဆွဲဆောင်မှုဆိုတာပါစပ်မဟာခင်ကလေးကစတင်တာမို့လို့ပါငွေကြေးဒါကိုရှင်းရှင်းပဲပြောကြစို့အမျိုးသမီးအများစုကဒါကိုဂရုစိုက်ကြတယ်အတုံးအဆောင်တွေလက်ဆောင်တွေအတွက်တည်းမဟုတ်ဘူးတည်ငြိမ်မှုဦးတည်ချက်နဲ့အရေးအချင်းအတွက်ပါသူမတင့်ကိုကြည့်တဲ့အခါဒီလူကဘဝကိုရင်ဆိုင်နိုင်ပါမလားတာဝန်တွေကိုထမ်းဆောင်နိုင်ပါမလားခိုင်မာတဲ့အရာတစ်ခုကိုတိဆောက်နိုင်ပါမလားဆိုတာကိုမေးခွန်းထုတ်နေတာပါဘာလို့လဲဆိုတော့ဘဝဆိုတာကုန်ကြစိတ်ရှိတယ်ဖိအားရှိတယ်တာဝန်ရှိတယ်ဒါကြောင့်သူမရဲ့မေးခွန်းကသူ့ကိုငါသဘောကျလားဆိုတာတည်းမဟုတ်ပဲငါရဲ့အနာဂတ်ကိုသူ့လက်ထဲအပ်နိုင်ပါမလားဆိုတာပါပဲဒါကြောင့်ဘဝကိုမတိဆောက်ခင်အမျိုးသမီးနောက်လိုက်နေတာပြောင်းပြန်ဖြစ်နေတာပါတင်းရဲ့ရည်မှန်းချက်ကိုတိဆောက်ပါစီကံရှိပါငွေကြီးခိုင်မာအောင်လုပ်ပါတင်းရဲ့ဘဝရဲ့ဦးတည်ချက်ကိုတိဆောက်ပါဒါတွေလုပ်ပြီးသွားရင်အရာအလုံးပြောင်းလဲသွားလိမ့်မယ်တင်းရဲ့အတွေးအခေါ်လမ်းလျှောက်ပုံရွေးချယ်ပုံတွေပါပြောင်းသွားမယ်တောင်းပန်နေစရာမလိုတော့ဘူးဒီအပြောင်းအလဲကိုအမျိုးသမီးတွေခံစားမိကြတယ်တည်ငြိမ်မှုရှိတဲ့အမျိုးသားတစ်ယောက်မှာပတ်စံတွေမရှိတာဘူးသူ့မှာအလေးအနက်ထားစရာအချက်တွေစနစ်တကျရှိမှုနဲ့တပ်ပေတွေရှိလာတယ်အမျိုးသမီးတိုင်းကတန်းကြွေတဲ့ထီကိုလိုချင်နေတာမဟုတ်ပါဘူးဒါပေမဲ့စင်ချီပြီးတနေရာထဲမှာရက်နေတဲ့သူတက်ဘဝကိုတိုးတက်အောင်ကြိုးစားနေတဲ့သူကိုပဲရွေးချယ်ကြမှာပါကွာခြားချက်ကအဲ့ဒါပါပဲဘာမှမရှိပေမဲ့စိတ်အားထက်သန်မှုနဲ့စီးကန်းရှိတဲ့အမျိုးသားကိုလေးစားလို့ရတယ်ဒါပေမဲ့ပြင်းရီပြီးခါတီးနေတဲ့ဘာမှမရှိပဲအခွင့်အရေးပဲလိုချင်နေတဲ့သူကိုတော့ယုံကြည်ဖို့မဖြစ်နိုင်ပါဘူးအမျိုးသားအများစုနောက်ကျမှတိလိုက်ရတဲ့အမှန်တရားတစ်ခုရှိသေးတယ်အမျိုးသမီးအချို့ဟာတင်ကြရှုံးသွားလို့ထားသွားတာမဟုတ်ဘူးတင်ထက်ပိုကောင်းတဲ့ရွေးချယ်စရာပေါ်လာလို့ထားသွားတာပါဘာလို့လဲဆိုတော့သူတို့ကတင့်အပေါ်တကယ်ကြီးစိတ်ပါဝင်စားခဲ့တာမဟုတ်ပဲစောင့်ကြည့်နေရုံပဲလို့ပါဒါကြောင့်တင်ဟာအချစ်အတွက်နဲ့ဘဝကိုမတိဆောက်ပါနဲ့လက်တွေ့ဘဝအတွက်တိဆောက်ပါဘာလို့လဲဆိုတော့ကိုဘဝကိုကိုမထိန်ချုံနိုင်တဲ့အမျိုးသားဟာလစ်လျူရှုခံရဖို့အနှိမ်ခံရဖို့နဲ့အစားထိုးခံရဖို့အလွန်လွယ်ကူလို့ပါအစင်တန်းအမျိုးသမီးတွေဟာလောကကြီးကတင့်ကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာကိုစောင့်ကြည့်တတ်ကြတယ်အစင်တန်းဆိုတာနာမည်ကြီးတာဒါမှမဟုတ်ပတ်စံရှိတာတခုတည်းကိုမဆိုလို့ဘူး
ဒါဟာလေးစားမှုတည်ရှိမှုနဲ့တင်စကားပြောတဲ့အခါလူတွေဘလို့တုံ့ပြန်တယ်လဲဆိုတာပါအစင်တန်းရှိတဲ့အမျိုးသားတစ်ယောက်ဟာအာယုံစိုက်မှုကိုလိုက်မတောင်းဘူးဆွဲယူတာပါဘာလို့လဲဆိုတော့အစင်တန်းဆိုတာတက်တည်ပဲတင်ဟာတဏှာယာမှာအရေးပါသူအရေးအချင်းရှိသူလေးစားခံရသူဖြစ်တယ်ဆိုတဲ့တက်တည်ပါဒါဟာအယမ်းစွမ်းအားကြီးတယ်ဆွဲဆောင်မှုဆိုတာလူနှစ်ယောက်ကြားကဓာတ်ပြုတ်မှုတွေမဟုတ်ပဲတန်ဖိုးရှိသူလို့အတိအမှတ်ပြုခံရခြင်းလည်းဖြစ်တယ်ဒါကြောင့်အချို့အမျိုးသားတွေဟာအခန်းထဲဝင်လာယုံနဲ့ဘာစကားမှမပြောဘဲပတ်ဝန်းကျင်ကိုပြောင်းလဲပြစ်နိုင်တာပါသူတို့ကအချောဆုံးအချမ်းသာဆုံးမဟုတ်ရင်တော့အရေးပါတဲ့သူအခြေခိုင်တဲ့သူလေးစားခံရသူလို့ထင်ရစေတယ်ဒါကိုအမျိုးသမီးတွေချက်ချင်းခံစားမိတယ်အစင်တန်းဆိုတာတင့်ရဲ့အလုပ်စီကံခေါင်းဆောင်မှုခုံတဲ့ပေါင်းတင်ဆက်ဆံရေးနဲ့ယုံကြည်မှုတွေကနေရနိုင်ပါတယ်ဘသူကမှတင့်ကိုမလေးစားဘူးဘဝကဥတီချက်မရှိဘူးဆိုရင်အမျိုးသမီးတွေကတင့်ကိုလစ်လျူရှုတာမစမ်းပါဘူးဒါဟာရက်ဆက်တာမဟုတ်ဘူးပုံသေးကားကြဖြစ်နေတဲ့အမှန်တရားပါအချို့အမျိုးသမီးတွေဟာဘယ်တော့မှမယုံရဲဘူးဒါကအမျိုးသားအများစုလမ်းပြောက်ရတဲ့အချက်ပဲရုပ်ရည်ငွေကြီးအဆင့်အတန်းတွေမြင့်တင်ပြီးတဲ့နောက်ထပ်နည်းနည်းလောက်ထပ်ကြိုးစားလိုက်ရင်တော့သူစိတ်ကြည်နက်သွားမှာပါလို့တွေးတက်ကြတယ်မဟုတ်ဘူးအချို့အမျိုးသမီးတွေကအမျိုးသားတစ်ယောက်ကိုလိုချင်တာမဟုတ်ဘူးသူတို့ကစိတ်ကူးရင်အိမ်မက်ကိုပဲလိုချင်တာအရာအားလုံးကိုတပြိုင်နက်တည်းလိုချင်တာတန်မာမှုနဲ့နူးညံ့မှုအာနာရှိမှုနဲ့နာခံမှုရီမန်းချက်ကြီးမှုနဲ့အမြဲတမ်းအချိန်ပေးနိုင်မှုရွေးချယ်စရာတွေအများကြီးရှိနေပြီးတော့မှဘာမှမရှိသလိုနေပြီးမဲ့သူမျိုးအဲ့ဒီလိုရှေ့နောက်မညီတဲ့အရာတွေကိုလိုက်ဖြည့်ဆည်းပြီးရင်အမျိုးသားတွေဟာကိုဖျက်ဆီးမိကြတယ်အဲ့ဒါဟာထောင်ချောက်ပဲသူမရဲ့မျော်လင့်ချက်တွေကထောင်ချောက်မဟုတ်ဘူးအဲ့ဒါတွေကိုလိုက်ဖြည့်ဆည်းပေးဖို့ကိုဆွန့်လွတ်လိုက်တဲ့တင့်ရဲ့စန္ဒကသာထောင်ချောက်ဖြစ်တယ်တင်ဟာတင့်ရဲ့အတန်တန်ဖိုးထားမှုစီးညင်းတွေနဲ့ဦးစားပေးတွေကိုပြောင်းလဲလိုက်တယ်ဘာအတွက်လဲဘာလိုချင်မှန်းတောင်မသိတဲ့သူစီကအတိအမှတ်ပြုမှုရဖို့အတွက်လားဒါကြောင့်ဒါကိုပြောင်းလဲလိုက်ပါတင်ဘဝကိုအမျိုးသမီးတွေအပေါ်မှာဗဟိုမပြုပါနဲ့တင့်ကိုတင်ဗဟိုပြုပါဘသူရဲ့ယူýချက်ခံရမလဲဆိုတာကိုပဲစွဲလန်းနေတဲ့အချိန်မှာတင်ဟာတင်ရဲ့စွမ်းအားတွေကိုဆုံးရှုံးသွားပါပြီတင်ဟာတုံ့ပြန်သူအသေးအတန်ဖြစ်သူနဲ့အားနည်းသူဖြစ်သွားလိမ့်မယ်ဒါကိုလည်းအမျိုးသမီးတွေခံစားမိတယ်တန်မာတဲ့အမျိုးသားတွေဟာသူများရဲ့စံနှုန်းတွေထဲလိုက်ဝင်မနေဘူးသူတို့ကိုယ်ပိုင်စံနှုန်းတွေကိုသူတို့တိဆောက်တယ်သူတို့ဘာလိုချင်လဲဘာအတွက်ရက်တည်တယ်လဲဘာကိုအလျှော့မပေးဘူးလဲဆိုတာသိတယ်အဲ့ဒါကမှစွမ်းအားပဲဒါကြောင့်ဘာလုပ်တင်တယ်လဲမိမိကိုယ်ကိုတိဆောက်ပါရုပ်ရည်ကိုပြင်ဆင်ပါငွေကြီးခိုင်မာအောင်လုပ်ပါအဆင့်အတန်းကိုမြင့်တင်ပါကိုယ့်ရဲ့တန်ဖိုးကိုသိပါစေပြီးရင်တိချရွေးချယ်ပါအမျိုးသမီးတွေကိုကိုးကွယ်မနေပါနဲ့လေ့လာကြည့်ပါအတိအမှတ်ပြုခံရဖို့လိုက်မရှာပါနဲ့သူတို့ရဲ့အမှုချင်းကိုစောင့်ကြည့်ပါစိတ်အပြောင်းလဲမြန်တဲ့သူတွေကိုအထင်ကြီးစေဖို့အတွက်တင့်ရဲ့ရည်မှန်းချက်တွေကိုအဆုံးရှုံးမခံပါနဲ့အရာအားလုံးဟာအမျိုးသမီးတွေငါစီကဘာလိုချင်လဲဆိုတဲ့မေးခွန်းကနေငါဘလို့ဘဝမျိုးကိုတီးဆောက်နေတာလဲဘသူကငါဘဝထဲမှာရှိနေဖို့တကယ်ထိုက်တန်တယ်လဲဆိုတဲ့မေးခွန်းစီပြောင်းလဲသွားတဲ့အခါအရာအားလုံးကွဲပြားသွားပါလိမ့်မယ်တင့်အလုတ်ကအမျိုးသမီးတွေအတွက်ပြီးပြည့်စုံနေဖို့မဟုတ်ပါဘူးခိုင်မာတဲ့သူဖြစ်လာဖို့ပါခန္ဓာကိုယ်ငွေကြီးဂုံတိတ်ခါနဲ့စံနှုံးတွေမှာခိုင်မာပါစေဘာလို့လဲဆိုတော့ခိုင်မာတဲ့အမျိုးသားတစ်ယောက်ကငင်းပယ်ခံရမှာကိုမကြောက်ဘူးအဲ့ဒါကိုနားလေတယ်ပန်းတိုင်ကအမျိုးသမီးတိုင်းကတင့်ကိုလိုချင်နေဖို့မဟုတ်ဘူးတင့်ကိုမလိုချင်တဲ့သူကြောင့်
စိတ်တက်မကြတော့တဲ့အမျိုးသားတစ်ယောက်ဖြစ်လာဖို့ပဲ ဒီလိုဗီဒီယိုတွေသဘောကျတယ်ဆိုရင် like subscribe လုပ်ပြီး build first လို့ comment ရေးခဲ့ပါဘာလို့လဲဆိုတော့မိမိကိုယ်ကိုအရင်တီဆောက်တဲ့အမျိုးသားဟာလိုက်လံဖန်ဆီးနေတဲ့အမျိုးသားထက်အရာအားလုံးကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်လို့ပါပဲ